လုံးပဲမင်္ဂလာပါကျွန်တော်ရဲ့မိတ်ဆွေများ16ရက်နေ့6လပိုင်း2026စက်တကြိမ်အတွက်ပေါ့နော်တတိယဒီနေ့ကဘုန်းကြီးပြီပေါ့နော်ကဲကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်ရဲ့အတွက်နေ့ကရလာတဲ့ taxi ခုနှစ်349 take ပြီးတော့6ခု8တင်းနှစ်3အလဲပြီးတော့9 6ခု3ညနှစ်ပိတ်ကျွန်တော်တို့ဒီကြတော့36ခုကိုကီခုနှစ်3ည5ကီပြီးတော့တေ3ခုကို3ည5ကီပြီးတော့တေ3ည3စစ်6ခုကီပြီးတော့နှစ်6ခု8ကိုကီရတာပေါ့နော်ပြီးတော့ဒါတဒန်းအပိပေါက်ဒီတဒန်းအပိပေါက်ကိုနားလဲတဲ့သူရှိတယ်မနားလဲတဲ့သူရှိတော့ပေါ့နော်တဒန်းအပိပေါက်ဆိုတော့ကျွန်တော်တို့စီလာပြီးတော့ရလာတဲ့ကနန်းဒီတဒန်းထဲမှာမငိဘူးဆိုရင်ပယ်တော့ပေါ့နော်ဒီ3ဒန်းထဲမှာတဒန်းမှမငိဘူးဆိုရင်ပယ်တော့ပေါ့အဲ့လိုပြောပေါ့ပြီးတော့ကျွန်တော်ဒီတဲ့ကနန်းက4ကိုဒီကနန်း4ကိုဟုတ်ပြီနော်ပြီးတော့ကျွန်တော်ဘုံတူ택시ပြီးတော့ကျွန်တော်ဘုံတူအလဲဒီဘုံတူ택시ဒီဘုံတူအလဲထိုင်လို့ကျွန်တော်ဒီဟာကျွန်တော်မသိပါဒီဘုံတူ택시နဲ့ဒီဘုံတူအလဲထပ်တင်မယ်ဆိုရင်ထပ်ဖြတ်မယ်ဆိုရင်ကျွန်တော်တို့အကွဲတော့မများတော့ပါဘူး15ကွဲအောက်လောက်ပဲကြာလို့တယ်ပေါ့နော်ကြာလို့တယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဘုံတူ택시နဲ့အလဲထိုင်တင်ပေးရင်ပေါက်တဲ့လူတကယ်မှန်တယ်ဆိုရင်ပေါက်တဲ့လူအများကြီးပေါ့နော်အဲ့တော့ပေါက်တဲ့လူအများတယ်ဆိုရင်ကျွန်တော်တို့အကောင့်တွေအပန်းခံရတယ်ပြီးတော့အပိတ်ခံရတယ်ပေါ့နော်အကောင့်တွေအဲ့တော့ကျွန်တော်မိတ်ဆွေတွေထိုးဖို့အတွက်ကတော့ကျွန်တော်ဒီ택시ဒီအလဲထိုင်ပြီးတော့ဒီနောက်ပိတ်တွင်းကြီးတွေနဲ့ကျွန်တော်ငိစီလာတဲ့ခဏကရလာတဲ့ခဏတွေပြီးတော့ကျွန်တော်ဒီကီးတွေနဲ့ပယ်ထုတ်တာပေါ့နော်မငိဘူးဆိုရင်ကျွန်တော်ဒီကီးတွေနဲ့ပယ်ထုတ်တာပြီးတော့ကျွန်တော်ဒီ3ဓာတ်တဓာတ်ပြပေါက်ဆိုမငိဘူးဆိုရင်ကျွန်တော်ပယ်တော့ပေါ့နော်အဲ့တော့ကျွန်တော်ဒီ택시တွေလဲထိုင်ဒီနောက်ပိတ်တွေနဲ့ပြီးတော့ဒီကီးတွေနဲ့ပြီးတော့ဒီတဓာတ်ပြပေါက်တွေနဲ့ငိပြီးတော့ရလာတဲ့ခဏက35ကွက်ကြာတာပေါ့နော်ဒီ35ကွက်မှာဒါတွေကဒဲတွေပဲထိုးရမှာပေါ့နော်ဒီ35ခွဲဒါဒဲထိုးရမယ့်ကဏ္ဍတွေပါကျွန်တော်ရဲ့မိတ်ဆွေအကြိုက်ပါတယ်ဆိုရင်like ထိုးကြပါတော့အကြိုက်မပါဘူးဆိုရင်မထိုးကြပါနဲ့ကျွန်တော်ကတော့လောကထဲမှာဘာအမှခံစရာတခုမှမရှိဘူးဒါကိုမှန်တယ်ပောက်ကွက်ပါတယ်ဆိုတာကျွန်တော်လည်းကြိုပြီးတော့မမြင်ပါဘူးအဲအတွက်ကြောင့်ကျွန်တော်တို့ရလာတဲ့ခဏတင်ချာနေနဲ့ဆိုတော့ရလာတဲ့ခဏကမှန်မယ်ဆိုရင်မှန်မယ်မှားမယ်ဆိုရင်မှားမှာပေါ့နော်အဲအတွက်ကြောင့်ကျွန်တော်တို့ချစ်ချင်းပြီးတော့သုံးရတာပေါ့ထိုးရတာပေါ့ကစားရတာပေါ့နော်ကဲကျွန်တော်ရဲ့မိတ်ဆွေကြိုက်ရင်ယူထိုးကြပေါ့နော်မကြိုက်ဘူးဆိုရင်မထိုးကြပါနဲ့ဒီ taxi တွေပြီးတော့ဒီအလဲထိုင်တွေပြီးတော့ဒီနောက်ပိတ်တွေအကုန်လုံးစီပြီးတော့ရလာတဲ့ခဏက
တဲ့တရားနဲ့50ခွက်တော့မှရှိတယ်အဲ့ဒီတရား50ခွက်ထဲကကျွန်တော်တို့ရွေးထိုးပြီးတော့ဂျန်တဲ့ခဏကတဲ့35ခွက်ကြာတာပေါ့နော်ဒီ35ခွက်ထဲကဘုံတူတက်စီနဲ့ဘုံတူအလဲထိုင်ထရွေးမယ်ဆိုရင်နည်းနည်းပဲကြာတာပေါ့နော်အဲ့အတွက်ကြောင့်ဒီဘုံတူတက်စီနဲ့ဒီဘုံတူအလဲထိုင်ကျွန်တော်မတင်ပြရဲပါအဲ့အတွက်ကြောင့်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲနားလည်ပေးကြပါတော့ကဲကြရင်လိုက်ထိုးကြမကြရင်မထိုးကြပါနဲ့ကျွန်တော်ကအမှခံမရဲပါကျွန်တော်ရဲ့ဗီဒီယိုကိုကျေးဇူးနဲ့တူတိုင်းအားလုံးပဲကျေးဇူးတင်ပါတယ်